ကလေးတယောက်ထရခဲ့တာနဲ့ပတ်သက်ပြီးအကြောင်းရင်းမှန်ကိုထုတ်ပြောလာတဲ့အေတင်ချိုဆွေပြည်သူများအားလုံးပဲမင်္ဂလာပါရှင်နီကိုဆယ်လီပေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်အဆိုတော်အေတင်ချိုဆွေကတော့ချစ်စရာကောင်းတဲ့သမီးလေး IB ကိုမွေးပြီးကြတဲ့ကမြန်မာနိုင်ငံမှာမနေတော့ဘဲနဲ့ဩစတြေးလျနိုင်ငံမှာပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် IB လေးရဲ့အဖေကိုလည်းအေတင်ချိုဆွေကထုတ်ပြောထားတာမျိုးမရှိဘဲစင်ဂယ်မသားတယောက်အနေနဲ့ရဲဝံ့ရည်တည်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကဆိုရင်စင်ဂယ်မသားတယောက်အဖြစ်လူသိရှင်ကြားချပြရဲဖို့ဆိုတာကအခုလောက်ထိနားလည်ပေးနိုင်ကြမယ့်အခြေအနေမျိုးမဟုတ်ပါဘူးဒါပေမဲ့အေတင်ချိုဆွေကတော့နာမည်ကြီးအဆိုတော်တယောက်ဖြစ်နေပေမဲ့သူမရဲ့ဘဝကိုဖုံးကွယ်ထားခြင်းမရှိခဲ့ပါဘူးဒါကြောင့်ဝေဖန်မှုတွေများစွာကိုခံခဲ့ရသလိုသူမဘက်ကရည်တည်ပေးတဲ့ပြည်သက်တွေလည်းရှိခဲ့ပါတယ်အခုတခါမှလည်းအေတင်ချိုဆွေတယောက်ဩစတြေးလျနိုင်ငံမှာဆာရာဆိုတဲ့သမီးလေးကိုမွေးဖွားခဲ့ပြန်ပါပြီသမီးလေးဆာရာရဲ့ပုံရိပ်တွေကိုအင်တာနက်ပေါ်တင်ပြီးတော့မျှဝေပေးခဲ့ပေမဲ့လည်းကလေးရဲ့ဖခင်ကိုတော့ဖော်ပြခဲ့ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်ဆာရာကိုလည်းအကြီးမားလေး IB လိုပဲအဖေမပေါ်ပဲမွေးထားတာလားဆိုပြီးတော့တူလောသတင်းတွေပြောလာပါတော့တယ်။မြန်မာအမျိုးသမီးတယောက်ဖြစ်နေပြီးတော့အခုလိုတရားဝင်အမျိုးသားကိုမဖော်ပြပဲကလေးတွေတယောက်ပြီးတယောက်မွေးနေတဲ့အပေါ်မှာအေတင်ချိုဆွေကိုဝေဖန်လာကြပါတယ်။မြန်မာပြည်ကပြည်သက်တွေရဲ့ဝေဖန်မှုတွေနဲ့ပတ်သက်ပြီးအေတင်ချိုဆွေကတော့အားလုံးသိကျင်နေကြတဲ့သမီးငယ်လေးဆာရာရဲ့ဖခင်ကိုထုတ်ပြလာခဲ့ပြီးဖြစ်ပါတယ်။ဆာရာရဲ့ဖခင်ကအေတင်ချိုဆွေရဲ့ဒုတိယခင်မွန်းတဲ့ဖြစ်တဲ့အိန္ဒိယအနွယ်ဝင်လူမျိုးတယောက်လို့သိရပါတယ်။သူကလည်းအိန္ဒိယနိုင်ငံကနေဩစတြေးလျမှာလာနေရင်းနဲ့အေတင်ချိုဆွေနဲ့လုပ်ငန်းခွင်ထဲမှာဖူးစာဆောင်ခဲ့ကြပါတယ်။အမျိုးသားဖြစ်သူက IB လေးကိုလည်းဖခင်အရင်တယောက်လို့ကျင်နာပေးပြီးတော့ကျမတို့သားမြေပေါ်မှာမြေတားလုံးချုံမှုတွေပေးခဲ့ရကြောင်းအိမ်အောင်ဘက်ဖြစ်ရွေးချယ်ခဲ့ရလို့ဆိုပါတယ်။နှစ်ဖက်မိဘအတိုင်းဝိုင်းတွေကလည်းသူမတို့ရဲ့အိမ်အောင်ရေးကိုသဘောတူလက်ခံခဲ့ကြပါတယ်။အလုံးထင်နေသလိုဆာရာလေးကဖခင်မပေါ်ပဲမွေးခဲ့တာမဟုတ်ပါဘူး။ဒါကိုလည်းအေတင်ချိုဆွေကသူမတို့အနေနဲ့ကလေးတယောက်ကိုကောင်းကောင်းမွန်မွန်ကျွေးမွေးဆောင်ရှောက်နိုင်လို့မွေးခဲ့တာနောက်ပြီးတော့မိဘတွေနဲ့ဆွေမျိုးအတိုင်းအဝိုင်းတွေကတော့ဒါကိုကြည်ကြည်ပြူပြူနဲ့လက်ခံခဲ့ကြတာကိုဂျားတဲ့ကနေဝင်ပြီးမစွတ်ဖက်ကြပါနဲ့လို့ပြောခဲ့တာဖြစ်ပါတယ်။နေ့တနေ့သူများတွေရဲ့ဘဝကိုလိုက်ကြည့်ပြီးတော့အမောင်တွေကနေဝေဖန်နေမှအစားကိုယ့်ရဲ့သားသမီးတွေအနာဂတ်ကိုတိုးတက်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုတွေးတောကြပါလို့အကြံပေးလာခဲ့ပါတယ်။ပြီးတော့မီဒီယာတွေကမဟုတ်မမှန်ပြောတာတွေကိုလည်းလွယ်နဲ့ယုံကြည်ကြပြီးတော့ဝေဖန်လိုက်ကြပါတယ်။နောက်ဆိုရင်တခြားစဉ်းစားပြီးမှအချင်းချင်းယုံကြည်ပါလို့သတိပေးခဲ့တာဖြစ်ပါတယ်။ပြည်သက်တချို့ကတော့အေတင်ချိုဆွေရဲ့တုံ့ပြန်ချက်တွေကိုအစကတည်းကအပြောဆိုမခံနိုင်ရင်အထေအမမခံရအောင်နေပါလို့ပြောလာခဲ့ကြပါတယ်။နောက်တစ်ခါဖြစ်မှာကိုစိုးရင်ပြီးတော့သတိပေးပြောကြတာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့အေတင်ချိုဆွေကသူမရဲ့ပြည်စုံတဲ့မိသားစုနဲ့အတူဩစတြေးလျမှာအဆင်ပြေနေတာဖြစ်ပါတယ်။သူမရဲ့အမှုပညာအလုပ်တွေကိုအပြီးတိုင်းလက်လွှတ်သွားခဲ့တာပါ။ပြည်သက်တွေအနေနဲ့ရောကိုပိုင်မိသားစုလေးနဲ့ဖြစ်သွားတဲ့အေတင်ချိုဆွေအပေါ်မှာအမြင်တွေကိုလည်းပြပြပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်